စေတနာများနဲ့စီကြောင်ဖိတ်ခေါ်လာကြောင်းတော်မှာသမလင်္ကာရမြည်ရောက်မိဟာရာစေကြောင်ခေယမစုံမြို့နယ်တွင်မှာအိုင်နောင်စုချေတရားစေတနာများနဲ့စီကြောင်ဖိတ်ခေါ်လာကြောင်းတော်မှာသမလင်္ကာရစေတနာအမခံတိယာကြောင်းတိုင်းဆရာတော်ဘုပ္ပနုသာပါသူစေတနာအမခံတိယာဝေတနာဝေသာလာချီမောလောဆရာတကောချီတာထုံးသေးမဟာတွေ့ကြရမှာဘုရားတော်ကံသူရာအောင်ရခြင်းအိုင်ကစုပြုကောင်းကံဘုမာအောင်ရခြင်းအိုင်ကစုပြုကောင်းကံဘုမာဆရာတော်ဘုရားရဲ့တည်ရှိကြောင်းနေရာရှောက်လာသူမိခါများစိတ်ရာထောင်းအပြုံးများနဲ့စီရုပ်ချုံမှာမကြည့်ရင်အောင်ညွန့်များပြရင်ပေါ်အားရပြီးတည်ဝေပြထလက်တဲများကနေသာသာယာယာမကြည့်ရင်အောင်ညွန့်များပြရင်ပေါ်အားရပြီးတည်ဝေပြထလက်တဲများကနေသာသာယာယာတို့ချောင်းတော့တစ်ခေါက်တစ်ခါရောက်လာခဲ့ပါဖိတ်ခေါ်ပါတယ်တောင်ခေယမစုံမြို့နယ်တွင်မှာအိုင်နောက်စုထင်းစရာစေတနာများနဲ့စီကြောင်ဖိတ်ခေါ်လာကျောင်းတော်မှာသမလင်္ကာရမြည်ရောက်မိဟာရာကျောင်းတိုင်းဆရာတော်ဘုပ္ပနုသာစေတနာအမခံတိယာကျောင်းတိုင်းဆရာတော်ဘုပ္ပနုသာသူစေတနာအမခံတိယာဝေတနာဝေနာကလာဒီမာလောဆရာတကောချီတာထုံးစီမာတွေ့ကြရမှာဘုရားတော်ကံသူရာ
ဖျားရဲ့တီရှိကြောင်းနေရာရောက်လာသူမိခါများကစေတရာထားကအပြုံးများနဲ့စီးလို့ချုံမှာမကြည့်သေးလို့ညညများကရင်ပေါ်အားရပီတီဝေများတလက်တဲများနဲ့သာသာယာယာမကြည့်သေးလို့ညည